ခတ်ဝင်မယ်ခက်ဝင်ပြီးတော့ဗီဒီယိုကို background ပြောင်းပြီးတော့လင်းငါပုတ်လောက်ရိုက်မယ်နော်ကျွန်တော်ကတော့သူများဗီဒီယိုမို့လို့အပိုင်းဖြတ်ပြီးတော့ဒီ edit ပဲလုပ်ပြအောင်ပေါ့နော် okay ပြီးပြီဆိုလို့ရှိရင်နောက်က click ကို duplicate ပွားပြီးတော့ overlay switch ချမယ် overlay switch ချပြီးတော့အောက်ကဟာကို auto remover နဲ့ remove bg ဖြောင်းမယ်ဖြောင်းပြီးတော့ mask ကိုတွက်ရှာမယ် mask ကိုတွက်ရှာ mirror ကိုနှိပ်ပြီးတော့အပိုင်းဖြတ်မယ်ပေါ့နော်၃ပိုင်းပထမပိုင်းဖြတ်ပြီးလို့ရှိရင်အဲ့ဒီအောက်ကဟာကိုပဲ duplicate ပွားပြီးတော့ overlay switch ချပြီးတော့ mask ကိုပြန်တွက်ရှာအလေပိုင်းကိုယူအဲ့လိုမျိုးပေါ့နော် okay ပြီးရင်အဲ့ဒါကို duplicate ပြန်ပွားပြီးတော့ overlay switch mask ကိုတွက်ရှာအောက်ပိုင်းကိုယူအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင် ascend click နောက်တစ် click ကိုသွားမယ် click ကိုကြည့်မယ်ပြီးတော့ duplicate ပွားမယ် overlay switch ချမယ်အဲ့ဒါကို auto remover နဲ့ဖြောင်းမယ် background ဖြောင်းပြီးတော့အောက်ကိုဆွဲထားလိုက်မယ်ကိုကအပေါ်ကိုတက်လာအောင်လုပ်မှာဖြစ်တဲ့အတွက် keyframe မှတ်ပြီးတော့အပေါ်ကိုဆွဲတင်မယ်ပြီးရင်အဲ့ဒါကိုတစ်ချက်ပေါ်ပြီးထွက်လာအောင်လို့အဲ့ဒီ flow to ဆိုတဲ့ဟာကိုတွက်ထည့်ပေးမယ် okay ထည့်ပြီးပြီဆိုရင် main clip ဒီကို animation ထည့်မယ် animation ဒီ replace ဆိုတဲ့ဟာကိုထည့်မယ်အောက်က percentage ကို0.3လောက် short ပေးလိုက်မယ်ပြီးရင်ရပြီEsse baile mexe a bunda pra lá e pra